Lemotor B10 SKD ကြောင့်မသိသေးတဲ့သူတွေအတွက် Lemotor B10 SKD SUV ဆိုတာမြန်မာပြည်မှာစတင်မိတ်ဆက်ကလေးကလူကြိုက်အရန်များပြီးတော့ရောင်းအကောင်ဆုံး SUV segment ကိုမှ EV လည်းဖြစ်ပြီးတော့ရန်ကုန်လိုက်စင်ကြီးပေါင်းနဲ့ဝယ်ယူပိုင်ဆိုင်နိုင်မယ် SKD စနစ်နဲ့ထုတ်ထားပြတဲ့ကြောင့်မလို့အပေါ်ပစ္စည်းတွေကိုလည်းလွယ်လွယ်ကူကူဝယ်ယူရရှိနိုင်မယ် ဒါအပြင်ခိုင်မာတဲ့ after sales service ကြောင့်အပြည့်အဝယုံကြည်စိတ်ချလို့ရတယ် 67.1 kWh ဘက်ထရီကြောင့်ဒီဇင်အသိရုံနဲ့တင်6 km rate ထိခီးဝင်းတွေကိုလည်းအေးစစ်စစ်မောင်းနေနိုင်တယ်160 kW motor power ရှိတဲ့အတွက်ကြောင့်မလို့ခီးစဉ်တိုင်းကိုနှောင့်နှေးမှုမရှိပဲမောင်းနေနိုင်မယ် Infotainment screen ကလည်း Snapdragon 8155 chip ကိုအသုံးပြုထားတဲ့အတွက်ကြောင့်မလို့ဖုန်းတစ်လုံးလိုမျိုးအသုံးပြုနိုင်မယ် ADAS level 2 စနစ်နဲ့ airbag 6လုံးပါဝင်တာကြောင့်သွားတဲ့ခီးစဉ်တိုင်းမှာတင်တဲ့တင်မီတာစုဘေးကင်းလုံခြုံမှုအတွက်ကိုစိတ်ချရစေတယ် အခုဆိုလို့ရှိရင်ဒီ Lemotor B10 ကိုကျွန်တော်တို့ down payment 30% ပေးသွင်းပြီးလင်းနဲ့အေးကြရွှေပန်းနဲ့ချိတ်ဆက်ထားရမလို့ဒီကားကိုကျွန်တော်တစ်လောက်မှာ24သိန်းပေးသွင်းပြီးတော့ဝယ်ယူနိုင်မယ့်အခွင့်အရေးလည်းရှိသေးတယ်အဲ့ဒါပြင်မှာကျွန်တော် Lemotor T03 ကိုလည်း down payment 30%ပဲရွှေပန်းနဲ့ချိတ်ဆက်ထားဖြစ်လို့ကျွန်တော်လင်းနဲ့အေးကြသူကြတော့တစ်လောက်မှာကျွန်တော်15သိန်းပေးသွင်းပြီးတော့ဝယ်ယူနိုင်မယ်ဆိုတော့ဒီ Lemotor B10 SKD SUV နဲ့ T03 SKD EV ကိုကျွန်တော်တို့ Junction Square Indoor Promotion Area မှာဒီနေ့26 29 28 3ရက်တည်းရှိနေမှာမို့လို့ကချစ်သူအားလုံးလာရောက်ကြဖို့ကျွန်တော်ဖိတ်ခေါ်လိုက်ပါ